ဘုရားကလျာဏနိဗ္ဗာန်ဆောင်ဘတ်သောဝိပရိသဘေကျေလူရန်ကြရသောကုသကသက္ကနာတို့ကြောင့်ဒုမာချဗနရေဘောဒီလျောချပိစကေတောသဝတုနိထာယောဒုက္ခဝေဒနာအသိညာဟုသမျှဓမ္မတရားတို့သည်ကိုယ်သို့မယောင်လေးပြောင်းဖိတ်ခြင်းကြောင့်ကိုယ်ဒီပါဖြစ်၍ဒီလာစာမေဖို့အလတ်နိဗ္ဗာန်ဆောင်ရှိရသောကောင်းမြတ်သောလောကီလောကုတ္တရာကျုပ်တရားဘတ်တို့၌ရင်းစီပြမြောင်းနိုင်ကြပါစေခင်ဗျာဒီ